Yo စောပြကောင်လေးတွေကိုမိုးစင်းနေဖြစ်ပြီးလားအန်လုံးလာပြီနော်အမပြောချင်တာပြောပြီးတော့မအောက်ကိုစင်းအမဂန်းကြီးတွေ့တာယူအရှိမချန်ခဲ့တာပါလို့အမဂန်းလေးရကောင်လေးဂန်းမြောက်ပြီးလို့ဝင်ပြီးရောအမတကောင်လျှော့အမဒီရအတားလေးကောင်အကြီးကြီးပထွေးထီတော့သားလိုက်လာတာပထွေးထီတော့သားလိုက်လာတာဝင်းချင်တာရော့အမနောက်ထပ်တကောင်အမ information အတိအကျရလိုက်ပြီနော်လေကနာလေးမှာပါတယ်လိုင်းလန်းနေတာပါတဲ့အဲ့ကိုရဲ့အပြီးတော့ရော့အမတခါလဲသွားရင်တော့ပြီးလိုက်အောက်မှာခြေတံလေးကြားလို့ဆိုပြီးသွားတာအမပထွေးတွေ့တော့ပြီးတာဟိရော့အမလွဲရော့အမလွဲရော့ထီပြီးအမနောက်ထပ်တကောင်ကြံသေးတယ်ကောင်လေးကတောင်းကန်နေတာကောင်လေးကတောင်းကန်နေဝင်တီးမယ်ဗောစောင့်နေလိုက်အမထွက်လိုက်ရော့အမနောက်ထပ်တကောင်ကိုယူလေးကျွေးမလို့ပါဆိုတော့အကူတော့အပေါ်ကနေအောက်ကိုပြီးစင်းတာရော့အမဟိုလိုဆိုအမခံကိုလူကဓာတ်နဲ့တပေါက်တာဟဲ့အောင်ကြီးနော့ချသွားတာပါလို့ငါစိတ်ညစ်တယ်အမကောင်လေးတွေကအုပ်စုလက်ကြီးသုံးတဲ့တိုက်မှာထိုင်ဆောင်နေတာပါလို့ကိုယူကြည့်တော့ကိုယူဝင်းမသောတကားတိုက်ပြီးပြန်ထွက်လာတယ်ဟဲ့အောင်ကြီးအဲ့နဲ့အပေါ်ကလှမ်းပြတာဟိုလူလေးနဲ့လှမ်းတော့ပြီးလေရှော့အဲ့ဒါနဲ့ကိုကြီးလည်းစိတ်မရှိတော့တက်တီးတော့ရောဘယ်ရမလဲအန်လုံးနဲ့တနှုံးနဲ့ရှိတယ်ဟုတ်တယ်မလားနဲ့တက်ပြီးကောင်လေးအိမ်ထဲမှာရှိနေတာသိတယ်အမကောင်ကိုလည်းကြီးထိုင်နေရောအမတကောင်တော့ရောအော်ကြီးဘေးမှာရှိတာမသိဘူးလို့အန်လုံးနဲ့တနှုံးနဲ့လဲတော့ကုန်ရောက်ရင်လုံးပေါက်အဲ့ဒါလို့နဲ့နောက်ဝဲရောက်သွားရောတိုင်းတို့ကြည့်တာအမဟာတာတစ်ခုရှိတယ်ငါပြရမယ်ကြည့်တာဟိုဘာထင်ခုန်ချလာလဲမသိရောအမတခါတည်းတန်းလျှော်ရောဟဲ့အောင်ကြီးအမအန်လုံးတို့ကဘူးကမိန်လေးတိမ်ပြီးတော့ရှူကင်းလေးပါလေကြည့်မယ်ပြီးသွားတော့ဒီအောင်ခြေတန်ကြားတာဟေးအောက်မှာဘယ်ကောင်များလဲလို့ဒီကောင်ရောက်အောင်နေရကောင်လေးရှေ့မှာရောက်နေရနော်စမုတ်ကလေးနဲ့ခြောက်လိုက်တာဟဲ့အောင်ကြီးပထွေးကိုလန့်ပြီးထပြေးတာဟေးရောအမတခါတည်းပထွေးတွေကဒီရှေ့မှာဘယ်တဲဆိုင်နေတာသိတာသူခင်ဗျာငါတို့ကြောပြီးဘာလာလောက်တာလဲမသိဘူးအမကြည့်ကောင်လေးရောအမတခါတည်းတော့ရှေ့ရောက်ကောင်လေးကိုစိတ်မရှိလို့မတက်ပြစ်ပါတယ်ဆိုတော့မှတကောင်ကမှငုတ်တုတ်ထိုင်ဆောင်ရှော့ပစ္စည်းကောက်နေတာကိုအေးစီမကောက်ရဘူးသိလားကိုကလည်းပစ္စည်းကောက်နေတောင်းနေရိုင်နေထားထူတာအမတခါလေးနော့ရော့ရှော့အမစော်ပြက်ကောင်ကြီးကမီးပလင်းနဲ့ပါထူဖို့လို့ကိုလည်းပဲရမလဲအမပန်စာလေးတက်ကျွေးလိုက်တယ်ရော့ရှော့ယောက်ကြီးပတ်ကြီးထဲမှာကန်းချီရောက်နေကောင်နဲ့တက်ကိုရှိတာအမကြည့်အောင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအန်တော့ရဲ့အတန်နာတန်ပေါက်နေတာနာစီးနေလို့เนาะအားလုံးပဲနားလည်ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်တတနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ